ကျုပ်တစ်ခါပေါင်းတိုင်းကျုပ်ဥရည်တွေရှန်ကြကုန်ပြီးတော့ပေါက်ထွက်ကုန်နေဆိုရင်တော့ဒီနီးလေးကိုဒါကြည့်ထားလိုက်ကြတော့ဒီနီးလေးမှာကလေကျုပ်ဥထိတ်ကိုဂျုံနဲ့ပိတ်စရာမလိုဘဲနဲ့မမတစ်တစ်အီလေးနဲ့အရန်ကိုစားကောင်းစီတဲ့နီးလန်းလေးအပြင်ကိုမှသူနဲ့တွဲစားရင်လေတအားကိုမှလိုက်ဖက်တဲ့အချင်းစနီးလေးကိုပါပြပြပေးသွားမှာဖြစ်လို့နေ့ရက်ဒီဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးကြပါအောင်ရှင်ပထမဆုံးအနေနဲ့နှွေးကဒီကျုပ်ဥလေးတွေကိုအရင်ဆုံးဒီထိတ်ကလေးကိုဖောက်ပါပဲဖောက်ဖို့အတွက်ကိုဇွန်းဖင်လေးကိုလေအခုလိုလေးထိမ့်ပြီးတော့ဖောက်ပေးထားလိုက်ပါမယ်ရှင်ဒီမှာလေနှွေးကကြက်ဥခုံကိုပြန်သုံးမှာဖြစ်တဲ့အတွက်ကြက်ဥတစ်ခုလုံးကွဲဝလို့လည်းမရဘူးပေါ့နော်အဲ့ဒီအတွက်ဒီအပေါ်လေးကိုပဲအခုလိုလေးတွေကလပ်ပေးလိုက်ပါမယ်ပြီးရင်တော့ကြက်ဥအရည်လေးတွေကိုအခုလိုလေးပကံတစ်ခုလေးထည့်ပေးလိုက်ပါမယ်ရှင်ကဲကြက်ဥအားလုံးကိုထိပ်ပေါက်ပြီးတော့အခုလိုလေးထည့်လာလိုက်တာကြက်ဥလေးတွေလည်းတက်တက်ဖြစ်သွားပြီးအခွန်လေးတွေလည်းအခုလိုမျိုးလေးပေါ့နော်တက်တက်လေးစုထားပြီးပြီဆိုရင်တော့ကြက်ဥအရည်လေးတွေကိုလေနှွေးကအရသာအတွက်စားလေးတစ်စုံလောက်ထည့်မယ်ပြီးရင်အချုံမုတ်လေးတစ်စုံလောက်ထည့်ကဒီမှာလေးအနံ့လေးပုံမှုရအောင်လို့နှွေးရတော့ငရုတ်ကောင်းမှုလေးထည့်ပြီးတော့ဒီချာလေးမှွေထားလိုက်ပါတယ်ဒီတော့မှဒီကြက်ဥပေါင်းလေးကလေအရသာလေးကပိုရှိပြီးတော့အရသာပြည့်စုံပြီးစားလို့လုံးဝရှယ်ပဲပေါ့နော်ကဲအားလုံးမှွေလာလိုက်တာနှံ့သွားပြီဆိုရင်တော့ကြက်ဥခုံလေးတွေကိုကြက်ဥရေပြန်ထည့်ဖို့အတွက်ကတော့နေကစစ်ထုတ်အပြုံလေးကိုသုံးပေးထားပါတယ်ဒီလိုစစ်ထုတ်အပြုံနေရာမှာပြုံတန်ပါတဲ့ကော်ဘူးနဲ့လည်းသုံးလို့ရတယ်နော်ကြက်ဥခုံလေးကိုရေထည့်တဲ့အခါမှာလည်းလေအရေတွေကိုလုံးဝပြည့်ရှံတဲ့ဒီမထည့်ပဲနဲ့နည်းနည်းချန်ထားခြင်းကလေကြက်ဥထိတ်ကိုဂျုံပိတ်စရာမလိုပဲနဲ့ကိုပေါင်းလို့ရတယ်နော်ကဲပြီးရင်တော့ကြက်ဥလေးတွေကိုပေါင်းထားပေးလိုက်မယ်ဒီမှာလေကြက်ဥတွေကိုပေါက်ထပ်မသွားအောင်လို့နှွေးကတော့ဒီပေါင်းနေစဉ်အတွင်းမှာပေါ့နော်ဒီလိုအုပ်ဆောင်လေးကိုခဏခဏလှက်ပေးတယ်ပြီးရင်တော့မီးကိုလေလုံးဝမပြင်းမဲနဲ့မမေးလေးနဲ့ပဲပေါင်းထားပေးတာပါကဲ15မိနစ်20လောက်ပေါင်းပြီးရဲ့နောက်မှာတော့ကြက်ဥပေါင်းလေးကရရှိခဲ့ပါပြီရှင်နောက်ပြီးသူနဲ့လိုက်ဖက်တဲ့အရသာရှိတဲ့အချင်းဆက်ဖို့အတွက်ကျိတ်ဆက်ထဲကိုငရုတ်တီအစိမ်းတောင်းတဲ့အနီတောက်လေးထည့်မယ်ကြက်တုံဖြူလေးထည့်ပြီးတော့တခါတည်းအခုလိုမျိုးလေးကြည်သွားအောင်လို့ကြိတ်ပေးထားလိုက်ပါမယ်ကဲဒီလိုလေးရလာပြီဆိုရင်တော့နှွေးကနနမင်လေးကိုတော့လေတက်တက်လေးလှီးပေးထားလိုက်တယ်တခါတည်းကြိတ်လိုက်လို့ရှိရင်အရင်ကြည်သွားရင်လေအဖက်ကလေးကစားမရလို့ပို့ပြီးတော့စားကောင်းအောင်လို့နှွေးကတော့နုံလေးဆင်းပေးထားလိုက်ပါတယ်ကဲပြီးရင်တော့ခုနကြိတ်ထားတဲ့ငြူတီးလေးထည့်မယ်တမယာကြီးတစ်လုံးလောက်ညှစ်လိုက်မယ်ပြီးရင်တော့နနမင်လေးတွေလည်းတစ်ခါရေးထည့်လိုက်ပါမယ်အရတာအတွက်ကတော့ချုံမုတ်လေးနင်းငယ်ရဲ့တကြား3စုံလောက်ထည့်ပြီးတော့ငပြာကြီးလေးထည့်ကတေချာလေးနံအောင်လို့မှွေပေးလိုက်မယ်ဒီမှာရေလေးနင်းငယ်ထည့်ပြီးတော့အကုန်လုံးကိုနှက်နှက်ဆက်ဆက်မှွေပြီးရင်တော့တအားကိုစားလို့ကောင်းပြီးတော့လိုက်ဖက်တဲ့အချင်းလေးရရှိခဲ့ပါပြီရှင်ကဲကြက်ဥပေါင်းလေးကလည်းလေတင်းတင်းအီလေးနဲ့လုံးဝကိုစားလို့ကောင်းတယ်လူကြီးလူငယ်မရွေးကြိုက်ကြတဲ့ကြက်ဥပေါင်းလေးကိုလေအခုလိုနီးလေးအတိုင်းသာလိုက်ပြီးတော့လှုပ်ရှားလိုက်ကြတော့နော်အရသာအဆက်ဟက်ကလည်းလေလုံးဝကိုထိမိကွနေရောကဲနှွေးလဲစားလိုက်ပါအောင်မယ်ရှင်အားလုံးပဲစားကြပါအောင်နော်ဒီမှာလေးကင်လိုက်တာနဲ့ကိုကြက်ဥလေးကတင်းတင်းလေးနဲ့ကိုမှအထဲမှာလေလုံးဝပျော့မသွားပဲနဲ့တပြေးညီတဲ့ပေါ့နော်အရသာလေးကအီလေးနဲ့စားလို့ကောင်းနေရောပဲနေ့လည်နေ့ကင်းအစာပြေလှုပ်ရှားမယ်ဆိုရင်လေအိမ်မှာရှိရလေးနဲ့ပဲလှုပ်ရှားလို့ရတဲ့အတွက်အားလုံးပဲဒီကြက်ဥပေါင်းလေးလှုပ်ရှားကြည့်လိုက်ကြရနော်ကဲနှွေးရဲ့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်နောက်ထပ်ဟင်းချက်နီးလေးနဲ့မိုးလုံးနီးလေးကိုစတိုက်တင်ဆက်ပေးသွားမှာဖြစ်လို့နှွေးရဲ့ page လေးကိုလည်းlike and follow မလုပ်ရသေးရင်လုပ်ပြီးတော့ကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်